ကဲဒီကိုရအောင်မဲမင်္ဂလာပါဗျာเนาะကျွန်တော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်မနေ့ကပါလဲဟိုလီเนาะဒါလီနဲ့ forest ပွဲကိုကျွန်တော်မနေ့ကပြောခဲ့တယ်ဗျာเนาะ1-1တစ်ပေါက်သွားမယ်ဆိုလို့ရှိရင်တေချပ်ပုံများတယ်ဒါပေမဲ့1-1တစ်ပေါက်သွားမယ်ဆိုရင်ကျွန်တော်ဂိုးအောက်တာများတယ်လို့ပြောတယ်เนาะဂိုးအောက်ဖို့များတယ်ဒါပေမဲ့အနိုင်ဆုံးပေါ်ခဲ့မယ်ဆိုရင်ဂိုးပေါ်မယ်လို့ပြောတယ်เนาะဒါပေမဲ့ကျွန်တော် body forest body ကိုကျွန်တော်မရဘူးကျွန်တော်ဂိုးပေါင်းအပေါ်ပဲရခဲ့တယ်ဗျာเนาะဒီနေ့မှာလည်းကျွန်တော်ဒါဟို Premier League ပွဲစဉ်25ပွဲမြောက်เนาะဒါကျွန်တော်ဒီစနေနေ့ညဒါမြန်မာစံတော်ချိန်9:00နာရီလောက်မှာရှင်းပြိုင်မယ်မန်ယူနဲ့ကျွန်တော် Tottenham Hotspur เนาะဒါလုံးဝဒီကြည့်ကောင်းမဲ့ပွဲတွေမှာပါတယ်လုံးဝဒီနေ့ပွဲဒီရင်ခုန်စရာအပြည့်နဲ့ကျွန်တော်ကြည့်ရမယ်ပွဲမျိုးဖြစ်တယ်ဗျာเนาะမိုက်ကယ်ကာရီရဲ့ဒါအိမ်ကွင်းထပ်မံစမ်းသပ်ခံเนาะဒါ၄ပွဲမြောက်စမ်းသပ်ခံမှာမိုက်ကယ်ကာရီကကျွန်တော်ဒါဘယ်လိုပုံစံအနေနဲ့ပွဲထွက်လာဖို့ရှိမလဲအရင်ဆုံးချက်ပြောကြည့်အောင်ကျွန်တော်ဒါဟိုပြီးခဲ့တဲ့ကျွန်တော်ဒါဖူဟန်နဲ့ပွဲကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဒေါကူနာဘီရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်เนาะကျွန်တော်ဒါဒီကိုညာနဲ့ကျွန်တော်ဒါဘေတာမန်နေကိုညာနဲ့ပွဲထွက်လာတယ်ဒါပေမဲ့ထင်သလောက်အလုံးမဖြစ်ခဲ့ဘူးညာเนาะဒါညာဘက်ဟို right wing ကဒါကျွန်တော်ဒါအာမတ်တယောက်တည်းနဲ့ပဲဟိုတိုက်စစ်ကိုတောက်လျှောက် run နေရတယ်เนาะဘေတာမန်တစ်ချမ်းလုံးကလုံးဝပုတ်နေတယ်လူချောကတော့ရှေ့ရောနောက်ကတော့ light ကူပြီးတော့စော့ပေးတာကိုကျွန်တော်တွေ့ရတယ်ပဲเนาะအဲ့တော့ဒီနေ့ပွဲမှာလည်းဒေါကူနီယာမှာဘယ်သူ့ကိုထည့်မလဲဘယ်သူ့ကိုစားထိုးမလဲကိုညာနဲ့ပဲပွဲထွက်လာမယ်ဆိုလို့ရှိရင်တော့တောင်မှာကိုညာကိုထားပြီးပွဲထွက်လာမယ်ဆိုရင်တော့ဘယ်တောင်မှာတော့တချမ်းလုံးကလုံးဝပုတ်နေပါတေးကြတယ်အဲ့တော့ဟိုကျွန်တော်ဒါကိုညာကိုအလဲမှာအထောင်ထားပြီးတော့အမ်ပူမိုကိုလက်ဝင်းကိုထုတ်မလားကျွန်တော်ဒါတစ်ချက်ကြည့်ရမယ်ဗျာနော်အဲ့လိုထုတ်မယ်ဆိုလို့ရှိရင်တော့ဒါဘယ်တောင်မှာရောညာတောင်မှာရောကျွန်တော်ဒါအသက်ဝင်ပြန်ပြီးတော့အသက်ဝင်လာနိုင်တယ်ဗျာနော်ကျွန်တော်စပါးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒါစပါးနီးပြရတယ်အရင် pressure များနေတော့တယ်နော်ဘာလို့ကျွန်တော်ဒါအဆင့်ကလုံးဝဟို14လောက်ထိရောက်သွားတယ်ဆိုတော့စပါးအသင်းအနေနဲ့တော် pressure များဖိအားများနဲ့ဒီနေ့ပွဲကိုရင်ဆိုင်ရမယ်ပြီးတော့ပွဲချက်ကိုဒါနှစ်ပွဲမြောက်ရင်ဆိုင်ရတယ်เนาะပြီးခဲ့တဲ့ပွဲမှာ Man City ကိုတည်ခံထားတယ်အခုဒါ Man U နဲ့ထပ်တွေ့ရဆိုတော့ဟိုစပါးအတွက်လည်းတော်ဖိအားများရတယ်မှာပါတယ်เนาะကစားသမားတွေရဲ့စိတ်ဝင်ဆိုင်ရာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဖိအားများနေလိမ့်မယ်အဲ့တော့ဒီနေ့ပွဲဒီဟိုစပါးအတွက်လည်းလုံးဝရှုံးလို့မရတဲ့ပွဲဖြစ်တယ်လို့ Man U အတွက်လည်း 1-4 တေးကြအောင်လို့ကျွန်တော်တို့ဒါ Michael Carrick ရဲ့ဆောင်းဆောင်ယူပြသရမှာဖြစ်တဲ့အတွက်ကြောင့် Man U အနေနဲ့လည်းလုံးဝရှုံးလို့မရတဲ့ပွဲဖြစ်တယ်ဗျာနော်ဟိုတော်ဂိုးခံမှန်ကြည့်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံးဂိုးအပေါ်ဖို့များတယ်ဗျာနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Man U ရဲ့ခံစစ်ကလည်းအားနည်းချက်တွေရှိသလိုဟို Man U ကတိုက်တာတော့တောက်လျှောက်တိုက်နေရတယ်ဒါပေမဲ့ဂိုးတွေလည်းရတယ်တိုက်တယ်ဒါပေမဲ့ခဏလေးအတွင်းမှာဂိုးတွေပြန်ပေးနေရတာဆိုတော့เนาะကျွန်တော်ခံစစ်ပိုင်းကတော်တော်လေးအားနည်းတယ်မပါတယ်ဒီတစ်ချက်ကိုတော့ Michael Carrick ကပြင်ရလိမ့်မယ်ဗျာเนาะပြီးလို့ရှိရင်ခုနကကျွန်တော်ပြောသလိုဘယ်တောင်မှာကွန်ညာနဲ့ပွတ်ထွက်လာမှာဆိုတော့တောင်မှာတစ်ချမ်းကတော့ပုတ်နေပါပဲအမ်ပူမိုနဲ့ကွန်ညာနဲ့ကိုကျွန်တော်ဒါ changes လုပ်လိုက်မယ်ဆိုလို့ရှိရင်အမ်ပူမိုကအထောင်ရောက်သွား sorry ကွန်ညာအထောင်ရောက်ပြီးအမ်ပူမိုကဘယ်တောင်မှာရှိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒါတောင်မှာနှစ်ဖက်လုံးကဒါတခြားပြန်ပြီးတော့ run လုပ်ရတယ်အဲ့တော့ Man U ကကျွန်တော်ဒီနေ့ကိုနိုင်ဖို့များတယ်ကိုရနိုင်ခြင်းများတယ်ဒါပေမဲ့လည်းစပါးကလည်းကျွန်တော်တို့ဒီနေ့ပွဲမှာတော့ဂိုးမရနိုင်တဲ့အကြောင်းမရှိဘူးဗျာเนาะပြီးတော့အစင်လာရကြည့်မယ်ဆိုလို့ရှိရင်လည်းစပါးကို Man U ဒီမနိုင်ခဲ့တာကျွန်တော်6ပွဲဆက်တိုက်ရှိသွားပြီเนาะ6ပွဲဆက်တိုက်ရှိသွားပြီစပါးနိုင်မနိုင်တည်ကြဒီလိုအစင်လာမျိုးတွေနဲ့ရှိခဲ့တယ်ဗျာเนาะအဲ့တော့ကျွန်တော်ခဏပြောသလိုပဲ Michael Carrick ဒေါကူနီယာမှာဘသူ့ကိုကောင်းကောင်းသုံးနိုင်မလဲဒါမှမဟုတ်ကျွန်တော်ဒီတိုက်စစ်နဲ့အမ်ပူမိုနဲ့ကွန်ညာနဲ့ပဲချိန်မလားအမ်ပူမိုပဲအထောင်ထားပြီးတော့ဘယ်တောင်မှာဘသူ့ကိုထည့်သုံးမလဲဗျာเนาะအခုအဲ့ဒါကိုကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်ဟိုအဲ့တော့ဒီနေ့ကိုပေါင်းကိုအဓိကပေးချင်တာဗျာနော်ကိုပေါင်းကစပါးကလည်းဒီနေ့ပွဲမှာဂိုးပြန်ရနိုင်ခြင်းများတယ်ဗျာနော်မန်ယူကလည်းနောက်ဆုံးတိုက်မယ်ဆိုတဲ့အတွက်ကြောင့်ကိုပေါင်းကပေါ်ဖို့များတယ်ဗျာနော်အဲ့တော့ဒီမနေ့ဖွင့်ထားတဲ့ဇေဒန်ဒီကျွန်တော်တို့ကိုပေါင်းစင်းဒီ3လုံးကို20ရှုံးဖြစ်တယ်ဗျာနော်ကိုပေါင်း3လုံး20ရှုံးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲဒီအနည်းဆုံးမသွားဘူးဆိုရင်တော့ဗျာ2-1 တစ်ပေါက်ကတော့တေချာပေါက်သွားဖို့များတယ်2-1 2-2 3-2နော်တေချာပေါက်သွားဖို့များတယ်Man U ကဒါမကယ်ကားရဲ့လက်ထက်မှာဆိုလို့ရှိရင်ဒါကျွန်တော်ဒါ Man City နဲ့ပွဲ Arsenal နဲ့ပွဲ Fulham နဲ့ပွဲတောက်လျှောက်ဂိုးပေါ်လာတယ်ဂိုးပေါင်းအပေါ်ရထားတယ်တောက်လျှောက်အဲ့တော့ဒီနေ့ပွဲနဲ့ဂိုးပေါင်းပေါ်နိုင်ခြင်းများတယ်ဗျာနော်စပါးကလည်းဂိုးပြန်ရနိုင်ခြင်းများသလို Man U ကလည်းဒလဆက်တိုက်မယ်ပြီးရင်ပြန်ပြီးတော့ဂိုးတွေပြန်ခွင့်ပြုမဲ့အတွက်ကြောင့်ကျွန်တော်ဒါဂိုးပေါင်းကပေါ်ဖို့များတယ်ဗျာနော်အဓိကပေးချင်တာတော့ Man U စပါးပွဲကိုကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်ဟို body ဈေးကတော့ကျွန်တော်တို့ဒါ Man U ကတစ်လုံးကိုပြန်20အတွက်ရှင်ခွင့်ရမယ်ဆိုတော့အလုံးသွင်းကျွန်တော်ပြန်လက်ဆက်question ပေးရမယ်ဆိုတော့ Man U အနေနဲ့ဒီနေ့ပွဲမှာကတ်နိုင်သွားဖို့လည်းများပါတယ်ဗျာနော်တည်ရည်သို့မဟုတ်ကတ်နိုင်သွားဖို့များတယ်အဲ့တော့ကျွန်တော် Man U body နဲ့ကိုပေါင်းအပေါ်ကျွန်တော်ရွေးတယ်အကြိုက်ဒီမှာဆော့ပါဒါကျွန်တော်ကျန်တဲ့ပွဲတွေကိုတော့ကျွန်တော်မောက်ကတ်တွေ
ပွဲကောင်းတွေကိုတော့ကျွန်တော် channel ထဲမှာတင်ပေးပါတယ်ဗျာနော်လာရောက် join ကြပါအောင်ဆက်သွယ်ရမယ့်ဟာလေးတွေလည်းကျွန်တော်ရေးပေးထားတယ်အားလုံးကျေးဇူးတင်လိုက်ပါနော်နောက်နေ့မလိုက်ဖန်ကြရင်ကျွန်တော်ဒါလုံးဝကြည့်ကောင်းမဲ့ Liverpool Man City ပွဲနဲ့ကျွန်တော်ပြန်လာခဲ့မယ်